တဖြည်းဖြည်းဝနေတဲ့မိမိခန္ဓာကိုယ်ကိုချစ်ချစ်လက်လက်ကလေးနဲ့ပြန်လည်လှပခြင်းနဲ့ပြုံးမေတို့အတွက်မင်္ဂလာပါတီချန်တော်ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကြွက်သားလေးတွေကိုအသုံးပြုပြီးကစားထားရတာဖြစ်တဲ့အတွက်ကြောင့်မိမိခန္ဓာကိုယ်ကိုချစ်လက်ပြီးတော့လှပခြင်းနဲ့ပြုံးမေတို့လိုက်ပါကစားပေးလို့ရပါတယ်ဒီကစားနည်းလေးမှာတော့အလေးတတုံးကိုအသုံးပြုထားပေမဲ့အလေးမရှိတဲ့သူကရေတံဘူးနဲ့ကစားပေးလို့ရတယ်ခုမှဆဆော့မဲ့သူတွေဆိုရင်လည်းအလွတ်ကစားပေးလို့ရပါတယ်ကစားနည်းပုံစံလေးကတော့အမတို့6ထောက်ကလေးကိုပကုံးအကျက်ထက်ပို့ပြီးတော့ကာထားပေးပါခြေဥကိုလည်းပေးလှည့်ထားပေးပါဒီအနေထားကနေ sumo squat ထိုင်ရမှာဖြစ်ပါတယ် sumo squat ထိုင်မယ်ထိုင်တဲ့အခါအလေးကိုအပေါ်ကိုမြောက်ပေးရမှာဖြစ်တယ်ပြန်ထားတဲ့အခါကျရင်ခြေပြားလေးထောက်ပြီးတော့ပြန်ထားပေးရမှာဖြစ်ပါတယ်ဒီကစားနည်းလေးကို15ချိန်3ကြော့ကစားပေးရမှာဖြစ်ပါတယ်ဗီဒီယိုလေးကပြုံးမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြုံးမီတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ခန်းနေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီချန်တော်ရှိရနော်